ကဘာမြောက်ဝန်မျိုးစုံအထိတွားရောက်လိလာခွင့်ရပြီးမြန်မာအလံကိုလွှင့်နိုင်ခဲ့တဲ့မြန်မာကျောင်းသူလေးရုရှားနိုင်ငံရဲ့မြောက်ဘက်စွန်းမှာတည်ရှိတဲ့ကဘာမြောက်ဝန်မျိုးစုံနေရာကိုတွားရောက်လိလာဖို့ဆိုတာမလွယ်ကူပါဘူးကဘာမြောက်ဝန်မျိုးစုံနေရာကိုတွားရောက်လိလာနိုင်ခဲ့တဲ့အပြင်မြန်မာအလံလွှင့်နိုင်ခဲ့တဲ့ကျောင်းသူလေးတယောက်ရှိပြီးသူကအထက်ကတိတကုံကကျောင်းသူအိမ်တူတူခင်ဖြစ်ပါတယ်အိမ်တူတူခင်ကရုရှားနိုင်ငံကနေဖိတ်ခေါ်ပြီးကျင်းပပေးတဲ့ Icebreaker Knowledge Project International Renowned 25 Primary မှာပါဝင်လေ့လာခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံကသိပ္ပံနဲ့နည်းပညာဌာနကဒီခရီးစဉ်မှာတွားရောက်ခွင့်ရဖို့အတွက်ရွေးချယ်ခဲ့တာဖြစ်ပြီးမြန်မာတိုင်းနိုင်ငံလုံးမှာစုစုပေါင်းတယောက်ကိုပဲရွေးချယ်ခဲ့တာပါ။ဒီခရီးစဉ်မှာကမ္ဘာအနှံ့ကကျောင်းသူကျောင်းသားတွေလည်းပါဝင်ပြီးသင်္ဘောကြီးနဲ့တွားရောက်လေ့လာခဲ့ကြပါတယ်။အိမ်တူတူခင်မှာမြန်မာနိုင်ငံကနေကဘာမြောက်ဝင်ရိုးစွန်းအထိတွားရောက်လေ့လာနိုင်တဲ့ရှာရှာပါပါကျောင်းသူတယောက်ထီအောင်မကမြန်မာအလံကိုပါလွှင့်ထူနိုင်ခဲ့တာပါ။တွားဖို့ခက်ခဲတဲ့နေရာကိုပညာအရေးချင်းနဲ့လေ့လာခဲ့တဲ့အိမ်တူတူခင်ကဂုဏ်ပြုစကားမျိုးကို comment မှာရေးသားခဲ့ပါအောင်နော်။